တို့ဘူးကြောင့်လည်းမတော့စားပဲနဲ့မောက်ဖက်လေးနဲ့တော့စားထားတဲ့ vlog လေးပဲဖြစ်ပါရှင် Hello guys ဒါကတော့တို့ဘူးဆိုရင်တို့ဘူးကြောင့်လည်းတော့စားရဲကြိုက်တယ်လို့မောက်ဖက်လေးနဲ့တို့ဘူးကိုတွဲပြီးတော့စားရတယ်ရမ်းကြိုက်ပါရှင်တို့ဘူးတော့လေးကဒါတို့ရဲ့ဒေတာအစားစားလေးလည်းပြောလို့ရပါတယ်ရှင်ဒါတို့ဒေတာလေးမှာဆိုရင်တို့ဘူးကိုခလေးလူကြီးလေးရဲ့အကုန်ကြိုက်ပါရဲ့အဲ့ထဲမှာတရားကလည်းအရင်ကြိုက်တဲ့ဦးဖြစ်ပါတယ်။ဒါတို့ဒေတာမှာဆိုရင်တို့ဘူးတော့ကိုမနက်ခင်းစာဖြစ်လဲစားနေခင်မှာလည်းအစာပြေးသေးစားမုံဖြစ်နေနဲ့လေတို့ဘူးတော့လေးကိုစားကြပါ။ညနေရောက်ရင်ဟင်းတွေမရှိတော့ရင်လည်းတို့ဘူးတော့လေးဝယ်ပြီးတော့ထမင်းလေးနဲ့စားကြပါ။ဒါကတော့တို့တောင်ရဲ့ဒေတာဆဆလို့တော့ပြောလို့ရတယ်။တို့ဘူးတော့လေးကိုစားရတာကိုအရင်နှစ်သက်ပါရှင်။နောက်ပြီးတရားကတို့ဘူးတော့စားရင်ငရုတ်ဒီဆက်ဆက်လေးစားရတာကိုကိုကြိုက်ပါတရားစားနေရတော့တို့ဘူးတော့စုပ်ဖက်ဒီပါဖြစ်တဲ့အတွက်တူနဲ့ပဲစားလိုက်ပါရှင်တရားနည်းနည်းကိုရီးယားဆန်ဆန်လေးစားလိုက်ပါရှင်စားထမင်းနဲ့စားရတာကြိုက်ပြီးခောက်တယ်တို့ဘူးတော့လေးကိုထမင်းနဲ့စားပါရှင်တို့ဘူးတော့တပွဲမှာမြုပ်တီမောကျက်သွန်ဖြူကျော်နန်းနန်းပင်ကော်ဖီဒါမှမဟုတ်ရင်ကျက်သွန်မိတ်ကိုထည့်ပေးပါရယ်အဓိကမပါမဖြစ်ကတော့စီချက်ပြင်တော့ငါပြရင်လည်းမကြီးရောထားရဲ့အရေးလေးကိုဆန်းလိုက်ရင်တော့ရတာရှိရဲ့တို့ဘူးတော့လေးကိုရသွားပြီဖြစ်ပါတယ်ဒါရိုက်ဘလော့လေးကြည့်ကျင်နေဆိုရင်ဒါကို follow လုပ်ခဲ့ဖို့မမေ့နဲ့နော် bye bye